ဒီနေ့ဗီဒီယိုလေးမှာကြတော့lesson 4အနေနဲ့ဆိုလို့ရှိရင် days တွေ months တွေနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမယ်အဲ့တော့ပထမဆုံးအနေနဲ့ day ကို Spain လိုမျိုးဘယ်လိုခေါ်လဲဆိုတော့ dia ဒါ singular form နဲ့ရေးထားတာ plural form အနေနဲ့ဆိုလို့ရှိရင် dias အဲ့တော့ပထမဆုံးအနေနဲ့ Monday ကိုကြတော့ lunes Tuesday ကိုကြတော့ martes Wednesday ကို miércoles ဒီ air အတန်မှာဖိပြီးတော့ဆိုမယ်ပေါ့နော်အဲ့တော့ miércoles Thursday ကိုကြတော့ jueves Friday ကို viernes Saturday ကိုကြတော့ sábado ဒီ a အတန်ဒီ r အတန်ဒီမှာပေါ့နော်အဲ့တော့ r ဆိုတဲ့အတန်ဒီမှာဖိပြီးတော့ဆိုတော့ sábado Sunday ကိုကြတော့ domingo အဲ့တော့အစပြန်ပြောမယ်ဆိုရင် lunes martes miércoles jueves viernes sábado domingo နောက်တစ်ခေါက်ပြန်ပြောမယ်ဆိုရင် lunes martes miércoles jueves viernes sábado domingo ဒီတစ်ခါမှာကြတော့ months ကိုကြတော့mes လို့သုံးတယ် mes ဒါက singular form plural form အနေနဲ့ဆိုရင်တော့ meses လို့သုံးတယ် meses အဲ့တော့ January ကိုကြတော့ enero February ကို febrero March ကိုကြတော့ marzo ဇက်ရဲ့အတန်ကိုသူက s အတန်နဲ့ထွက်တယ် marzo April ကိုကြတော့ abril May ကိုကြတော့ mayo June ကိုကြတော့ junio ဒီမှာလည်း J ကို H အတန်နဲ့ထွက်တော့ junio July ကိုကြတော့ julio August ကိုကြတော့ agosto September ကိုကြတော့ septiembre October ကိုကြတော့ octubre November ကို noviembre December ကိုကြတော့ diciembre ဒါဆိုရင်အစအနေတစ်ခေါက်ပြန်ပြောမယ်ဆိုရင် enero febrero marzo abril mayo junio julio agosto septiembre octubre noviembre diciembre နောက်တစ်ခေါက်ပြန်ပြောမယ်ဆိုရင် enero febrero marzo abril mayo junio julio agosto septiembre octubre november december အဲ့တော့ days ကို months ကိုအစအဆုံးတစ်ခေါက်ပြန်ပြောမယ်ဆိုလို့ရှိရင် lunes martes miércoles jueves viernes sábado domingo enero febrero marzo abril mayo junio julio agosto septiembre octubre november december ဒါကတော့ days တွေ months တွေနဲ့ပတ်သက်ပြီးတော့သိထားမယ့်စကားလုံးလေးတွေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်